Hello မင်္ဂလာပါကျွန်တော် Code Cloud က 100D ဆိုတဲ့ operating channel လေးကိုလုပ်လာခဲ့တာဒီနေ့နဲ့ဆို88ရက်ရှိပြီပေါ့နော် day 87လက်ကလေးကိုကြည့်ကြည့်အောင် day 87မှာတော့ကျွန်တော်တို့ Ansible သုံးပြီးတော့ package ကလေး install လုပ်ကြမယ်ကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ်Okay လက်ကလေး ready ဖြစ်ပြီဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ဒီနေ့မှာဆိုရင်တော့သူကအရင်ဆုံးကျွန်တော် infantry file လေး create လုပ်ခိုင်းနေပေါ့နော်ကျွန်တော် infantry file create လုပ်ကမှာက playbook directory တွေက infantry ဆိုတဲ့ file လေးနေပေါ့အဲ့တော့ကျွန်တော် playbook directory ထဲသွားမယ် infantry ဆိုပြီးတော့ကျွန်တော် file လေး create လုပ်မယ် infantry ထဲမှာဘာတွေထည့်ရမလဲဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ app server တွေအကုန်လုံးကိုထည့်ရမယ်လို့ပြောတယ်ကျွန်တော် insert လုပ်လိုက်မယ်ဒီserver ဆိုပြီးတော့ကျွန်တော် blue လေးတစ်ခုလုပ်လိုက်မယ်အဲ့ထဲမှာထည့်မဲ့ server တွေကကြတော့ http://01 server 1 က user ပေါ့နော် user က Tony ဖြစ်မယ် okay Tony ရဲ့ password နော် Tony ရဲ့ password လေးကျွန်တော်သွားပြီးယူမယ်ပြီးတော့ဒါလေးကိုကျွန်တော် y ကိုတောင်းပြီး copy ကူးလိုက်မယ်နှစ်ကြောင်းထပ်ပွားလိုက်မယ်ပေါ့နော် okay server 2 3 2ရဲ့ user ကကြတော့ Steve 3ကကြတော့ banner okay ကျွန်တော် Steve ရဲ့ password လေးက America banner ရဲ့ password က bitgram okay ကျွန်တော် inventory file လေးအလုံးလုံးမလို့ပြန်ပင်းကြည့်အောင် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ host 3ခုစလုံးကိုပင်းလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ပထမ test လေးတော့ပြီးပြီ inventory file လေးအဆင်ပြေပြီဒုတိယ test ကကြတော့ကျွန်တော်တို့ playbook လေး create လုပ်ကြမယ် okay playbook ထဲမှာဘာလုပ်ကြမှာလဲဆိုတော့ app server တွေအကုန်လုံးပေါ်မှာလို့ပြောတယ်အဲ့တော့ကျွန်တော် playbook ကိုအရင်ဆုံး name ပေးလိုက်မယ်ပေါ့နော်Samba on all app server okay and name ပြီးတော့ရရှိပါမယ် host ပေါ့နော် host ကပဲပုံမှန်လဲဆိုတော့ server နော် app server တွေပေါ် run မယ်ကျွန်တော်တို့ super user accept တော့လုပ်လိမ့်မယ်အဲ့ဒီမှာလောက်ရမယ် test တွေ define လုပ်ပါဒီ test တွေကလုပ်မယ်ဆိုတော့ပထမဆုံး tag ကိုကျွန်တော် name ပေးမယ်Samba လို့ပေးလိုက်မယ် okay အဲ့ test မှာဘာလုပ်ကြမလဲဆိုတော့ yam ကိုသုံးပြီးတော့ကျွန်တော်တို့ Samba package ကို install လုပ်ကြမယ်ပေါ့နော် app server တွေအကုန်လုံးပေါ့အဲ့တော့ yam ကိုသုံးမယ်ဆိုလို့ရှိရင် yam module ကိုကျွန်တော်ဒါတွေသုံးလို့ရတယ်tab ဆိုရင် error tab တော့ tab okay yam နဲ့မှာကျွန်တော် name ပေါ့နော်ကျွန်တော် install လုပ်ချင်တယ် packet name က Samba okay state နော် state ကကြတော့ present ပေါ့ okay ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Samba installation လေးရမယ်လို့ထင်တယ်ကျွန်တော် playbook ကို run ကြည့်လိုက်အောင် playbook သုံးမဲ့ infantry က infantry playbook ကို run မယ်okay ဒါဆိုရင်ကျွန်တော် server 3လုံးစလုံးပေါ်မှာ Samba ကိုတွားပြီးတော့ install လုပ်နေပြီပေါ့နော်ဒီမှာ error တက်သွားတယ်ပေါ့နော်share connection to SDAPP01 ကို connection ပြုတ်သွားတယ်လို့ပြောတယ်FT
app02 မှာတော့ install လုပ်လို့ရတယ်ဒါဆိုလို့ရှိရင်တော့ playbook ရဲ့ error မဟုတ်ဘူးဟိုဒီမှာ2နဲ့3မှာ install လုပ်လို့ရတယ်ဆိုတော့သူပေးထားတဲ့ container ရဲ့ site တွေပါတယ်ကြောင့်ဒီ container memory မလောက်တာတို့ဘာလို့ကြောင့်ကျွန်တော်တို့ဒီ container လေးထောင်းသွားတာဒါမှမဟုတ်လို့ရှိရင် connection ပြုတ်သွားတာဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်နောက်တစ်ခါပြန် run ဖို့တော့လိုလိမ့်မယ်ကျွန်တော် server 3လုံးထဲက2လုံးမှာတော့ဆက်ဖြစ်ပြီးတစ်လုံးမှာ error တက်သွားဆိုတော့ကျွန်တော်ပြန် run ကြည့်အောင်ဒါဆိုကျွန်တော်တို့ server 2နဲ့3ကတော့ install လုပ်ပြီးသားဆက်ဖြစ်ပြီးသားဆိုတော့ okay ပဲပြရတယ်ဗောနော်ကျွန်တော်တို့ server 1မှာတော့နောက်တစ်ချိန်ပြန်ပြီးတော့ install လုပ်တော့နည်းနည်းစောင့်ရတယ်ဒါဆိုတော့ကျွန်တော် server 3လုံးစလုံးမှာ install လုပ်ပြီးသွားပြီတေးကြောင်ကျွန်တော်နောက်တစ်ခေါက်ပြန် run ကြည့်မယ် okay နောက်တစ်ခေါက်ပြန် run ကြည့်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီမှာ already install ဖြစ်တဲ့အတွက်မြင်သွားတယ်ဗောနော်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ playbook လေးကောင်းကောင်းအလုပ်လုပ်နေပြီဒီနေ့ test မှာပေးထားတဲ့ instruction တွေလည်းအဆင်ပြေပြီလို့ထင်တယ်အဲ့တော့ကျွန်တော် check နှိပ်ကြည့်လိုက် okay chest လည်းပတ်သွားပြီဆိုတော့ကျွန်တော်ဒီနေ့ရဲ့ left လေးလည်းအဆင်ပြေတော့ပြီးသွားပြီကျွန်တော် left လေး install လုပ်လိုက်တော့မယ်ဟုတ်ကဲ့အခုလိုချိန်ပေးပြီးကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော် day 88မှာပြန်ဆောင်ကြပါ